ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံအတွက်အထူးသတင်းကောင်းဖြစ်ပါတယ်ခင်ဗျမြန်မာနိုင်ငံမှာရှိတဲ့တလူတီထိုးသားဝါဒနာရှင်များထိုင်းချက်တီတလူတီကိုတကြိမ်တစ်ခါမှမပေါက်ဘူးသေးပါဘူးမရဘူးသေးပါဘူးလူလိန်လူညာတွေနဲ့တွေ့လို့အလေးညာတွေခံနေရလို့ဘဝတွေပြက်နေပါတယ်ရှုံးနေများနေပါတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုပိုင်းလေးကိုကြုံမတော်နဲ့ဆုံးခံတိုင်အောင်ကြည့်ရှုပေးဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီးဆိုတော့အပေါင်းလေးနဲ့အသေးလေးပေးတယောက်ကိုကော်ဖီလေး3ကတော့ယူပေးနော်အဲ့ဒါကတယောက်မြင်တယောက်ပေါ့အောင်အများမြင်အများပေါ့အောင်commentမှာလည်းမိမိတို့အခက်အခဲတွေမိမိတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတစ်ချက်လောက်မှန်ထားပြီနော်ဟုတ်ပြီအခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ထိုင်းသတိရုံချုပ်ကပါဆိုပြီးတော့မိတ်ဆွေတို့ကိုငွေကြိုးတောင်းဘေးတွေကြိုးတောင်းနော်အလေးညာတွေခံနေရလို့ဘဝတွေပြတ်နေပါတယ်ဆိုတဲ့လူတွေကျွန်တော်တို့ရှီကိုတိုင်စာရင်းနဲ့တကွရောက်တဲ့ email တွေပို့ကြတယ်ဖုန်းတွေဆက်သွယ်ကြတယ်နော်ဒီလိုအခက်အခဲမျိုးကိုအခုလာကျွန်တော်တို့ထိုင်းနယ်လော်ထရီ office ကနေပြီးတော့ကိုကြီးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ဘက်ကနေပြီးတော့အခုတစ်ချိန်တစ်ခါကိုကြီးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနှစ်အောင်ရရင်တည်တည်ချာချာလေးထိုးပါမယ်နော်ပေါလို့ရှင်နဲ့အလူကြီးတန်းကြီးလောက်ပါမယ်ဆိုတဲ့မိတ်ဆွေဝါဒနာရှင်များလိုချင်ပါတယ်ဆက်သွယ်ချင်ပါတယ်ဆိုလို့ရှိရင်တော့ဆက်သွယ်အားလုံးကဖုန်းတိုင်းခေါ်ဆိုဆက်သွယ်ပြီးပါကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဘက်ကနေပြီးတော့လူကြီးအကန့်အသတ်နဲ့ကိုကြီးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်နော်အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလူကြီးတန်းနဲ့ချီပြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုကြီးပေးမှာကအဖွဲ့ဝင်အယောက်30ပဲကိုကြီးပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လိုချင်ပါတယ်ဆိုတဲ့မိတ်ဆွေများပေါက်ချင်ပါတယ်ဝါဒနာရှင်များက3လုံးပဲဖုန်းတိုင်းခေါ်ဆိုဆက်သွယ်ပြီးပါလို့ပြောကြတယ်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုဒီလောက်နဲ့ပဲရနာဝင်ပြပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်